မင်္ဂလာတုန်းကသိန်းလေးတောင်တန်းမြေကွက်ကြီးကိုစာချုပ်စာတမ်းနဲ့လက်ဆောင်ရခဲ့တဲ့မင်းသမီးမင်းမြတ်တို့ခင်အခုလိုခိကာလာကျွေးမအထူးတပိရန်ကုန်လိုမျိုးမြို့ပြကျွေးမရေတကွက်အိမ်ကလုံးကိုပိုင်အဖြစ်ပိုင်ဆိုင်ဖို့ဆိုတာတာမန်ရုံးကန်နေရတဲ့သူတွေအတွက်တော့အတော်လေးကိုမလွယ်ကူတဲ့ကိစ္စတစ်ခုပါရေစည်းအိမ်စည်းတွေကသိန်းထောင်ချီတောင်းချီပြီးတော့ခေါင်ခိုက်နေတဲ့ချိန်ခါမျိုးမှာဒါပေမဲ့စိတ်ထားကောင်းပြီးတော့မိဘပေါ်တိတက်လွန်တဲ့သမီးလိမ္မာလေးတယောက်အတွက်တော့မမျှော်လင့်ပဲနတ်သမီးပုံပြင်ဆက်ဆန်းကန်ထူးရှင်လေးဖြစ်လာပါတယ်ဒါကတော့တခြားသူမဟုတ်ပါဘူးအခုလက်ရှိဗိဒတ်တွေကြားမှာရေပန်းစားအောင်မြင်နေတဲ့အောင်စပူဇတ်တပင်ကမင်းမီချော်လေးမင်းမြတို့ခင်ဖြစ်ပါတယ်မင်းမီလေးမင်းမြတို့ခင်ရဲ့ဘွားဖြတ်တန်းမှုလေးကိုပြန်ကြည့်မယ်ဆိုရင်အတော်လေးကိုစိတ်မကောင်းဖြစ်စရာကိုချင်းစာစရာကောင်းပါတယ်ဒီမကမွန်ပြည်နယ်ကနမကြီးစာမင်းသားတွေဖြစ်တဲ့ပလဲစိန်ဖောက်ခွတ်စိန်တို့ရဲ့တွေ့တာဆွေမျိုးအရင်ချသမီးတူမလေးဖြစ်ပါတယ်ဒါပေမဲ့ဖခင်ဖြစ်သူကွယ်လွန်သွားတဲ့နောက်ပိုင်းမှာတော့မိခင်ကြီးနဲ့အတူအမေတစ်ခုသမီးတစ်ခုဘွားနဲ့ရုန်းကန်လှူရှားခဲ့ရတော့ပါအထူးသဖြင့်တော့မိခင်ကြီးကြားမရေးမကောင်းတဲ့အခါမှာကျမကိုယ်တိုင်ဇက်ခုံဘောကကပြဖြော်ဖြေလို့ရလာတဲ့ကျွေးနဲ့စာပတ်စံလေးတွေနဲ့စေကူတာပေးနေတဲ့သမီးလိမ္မာလေးပါကိုပိုင်အိုးပိုင်အိမ်ပိုင်မရှိချတဲ့ကျမအတွေ့အကြီးမားဆုံးအိမ်မက်တစ်ခုကတော့မိခင်ကြီးကိုပိုင်အိမ်လေးတစ်လုံးနဲ့စိတ်ချမ်းသာတာထားပေးချင်တာပဲဖြစ်ပါတယ်လူဆိုတာကကိုယ့်ရဲ့ရိုးသားကြိုးစားမှုနဲ့မိဘပေါ်ထားတဲ့မေတ္တာတရားတွေကြောင့်ဒီနေ့မှအကျိုးပေးလာတတ်တဲ့ဆိုတဲ့စကားကမင်းတို့ခင်အတွက်တကယ်ကိုမှန်ကန်ခဲ့ပါတယ်အခုနောက်ပိုင်းအောင်စပူဇတ်တမင်ကြီးတဟုန်ထိုးဝဝကွဲအောင်မြင်လာတဲ့အခါမှာရေမီးရင်ကြားတင်းဆိုလိုပဲဇက်ဖွယ်သားတွေနဲ့အတူမင်းတို့ခင်ကိုလည်းပိတ်သက်တွေကတခနဲ့တတိထားမိပြီးတော့အားပေးဝင်ရလာကြပါတယ်ဒီလိုအားပေးမှုတွေကြောင့်ပဲအခုဆိုရင်တော့အနုပညာအလုပ်တွေကိုစစ်တိုက်ဆိုလိုလောက်ကင်ခွင့်ရရှိလာခဲ့တာပါဒီလိုနဲ့တမရဲ့ကြိုးစားမှုရိုးသားမှုနဲ့မိဘပေါ်တည်တတ်မှုတွေကိုမြင့်ကိုတွေ့မြင်တွေ့ရတဲ့စေတနာရှင်ပိတ်သက်တွေထဲကနေတမကိုသမီးအရင်ချတယောက်လို့ရှိခင်မြတ်တာထားကြတဲ့ဦးနဲ့တတီတို့ညီမနှစ်ဦးကနေအမခန်းလက်ဆောင်ကြီးတစ်ခုကိုပေးရခဲ့ပါတယ်။ဒါကတော့ရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်ထဲမှာရှိတဲ့ပေ20-60အကျယ်ဝန်းရှိတဲ့ဂရမ်မြေကွက်ကြီးကိုမိခင်ကြီးနဲ့အတူကိုပိုင်အိမ်လေးဆောက်လို့နေထိုင်နိုင်ဖို့အတွက်အပီးပိုင်လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ဒီမြေကွက်ကြီးရဲ့တန်ကြီးဟာဆိုရင်မင်္ဂလာတုံအိမ်ရှမ်းမြေအကျိုးဆောင်တွေရဲ့ခန့်မှန်းရှစ်အရာကာလပေါက်စိတ်သိန်း4000ခန့်အထိတန်ကြီးရှိတယ်လို့သိရပါတယ်။ဒီကနေ့မှာတော့မင်းတို့ခင်တရားဒီမြေကွက်ကြီးကိုရှင်းနေရှေ့ရက်တွင်နဲ့အတူစာချုပ်စာတမ်းအခိုင်အမာတရားဝင်ပြီးပိုင်လက်ခံရယူခဲ့ပြီးဖြစ်ကြောင်းဓမ္မရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်ဗိဒတ်တွေကိုဝမ်းသာပြီးမျှဝေလာခဲ့တာပါဓမ္မရဲ့ရင်ထဲစကားအနေနဲ့ယေရှုရှင်ဦးနဲ့တတီတို့ကိုရိုတသေးကတော့ခဲ့သလိုဓမ္မကိုအောင်စပူဇတ်တပင်မှာပါဝင်ဖြော်ဖြေခွင့်ရအောင်လမ်းစဖွင့်ပေးခဲ့တဲ့ဦးကျော်စရာနဲ့ကိုရွှေမိုးတို့ကိုလည်းအထူးကျေးဇူးတင်ကြောင်းဆိုထားပါတယ်ဒါပြင်ဓမ္မကိုညီမအရင်တယောက်လိုသဘောထားပြီးတော့လက်တွဲခေါ်ယူတင်ကြားပေးခဲ့တဲ့ဇက်ဆရာမင်းသားကျော်အောင်စပူအဖွဲ့သူဖွဲ့သားတွေနဲ့အတူအမြဲတမ်းလက်ခုပ်တီးအားပေးခဲ့ကြတဲ့ရှစ်ပရိသတ်ကြီးတိုးရှင်းစီတိုင်းကိုဒီနေ့ကနေလှလှန်လဲကျေးဇူးတင်ကြောင်းဖော်ပြသွားခဲ့တာပါကဲပရိသတ်ကြီးမိဘကိုလှုပ်ကြွေးပြုစုတဲ့တာသမီတွေကဘယ်တော့မှဒုက္ခမရောက်ဘူးဆိုတာမင်းတို့ခင်ရဲ့ဘဝလေးကတက်တက်ပြနေတာပါအခုဆိုရင်တော့မိခင်ကြီးအတွက်ကိုပိုင်အိမ်လေးဆောက်ပေးရှင်တဲ့တမရဲ့အိမ်မက်တွေအကောင့်ထဲပေါ်လာတော့မှာပါဒီဗီဒီယိုကိုကြည့်နေကြတဲ့ပရိသတ်ကြီးကရောထလိုက်ထကန်ကန်ထူးရှင်ဖြစ်သွားတဲ့သမီးလိမ္မာလေးမင်းတို့ခင်အတွက်ကွန်ပျူတာစကားလေးတွေကိုမှတ်ရှင်းမှရေးသားပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါရှင်။